မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မိတ်ဆွေတို့မျှဝေသွားမယ့်အကြောင်းကတော့မိတ်ဆွေတို့ဖုန်း storage နဲတဲ့ဖုန်းတွေအတွက် storage ကိုပို့ပြီးတော့တိုးလာအောင်လုပ်ရမယ့် needs လေးတစ်ခုမျှဝေပြသသွားမှာဖြစ်ပါတယ်ယခုပြသမယ့် needs လေးကိုမသိသေးတဲ့မိတ်ဆွေများအနေနဲ့အသုံးဝင်မဲ့အရာလေးတစ်ခုဖြစ်တာကြောင့်ဒါလေးကိုကျွန်တော်မိတ်ဆွေတို့မျှဝေရခြင်းဖြစ်ပါတယ်အမှတ်တမဲ့နဲ့ဆိုရင်မိတ်ဆွေတို့ဒါကိုသတိမထားမိမှာဖြစ်ပါတယ်ခင်ဗျာဒါကတော့ Chrome browser နေသွားပြီးလောက်ရမှာဖြစ်ပါတယ်နီလန်အသက်လည်းဖြစ်ပါတယ်မသိသေးတဲ့သူများအတွက်ဒီကိစ္စလေးကိုဒီဟာလေးကိုလုပ်လိုက်မယ်ဆိုရင်မိတ်ဆွေရဲ့ဖုန်းဟာရခင်ထက်ပို့ပြီးတော့ storage နေရာအလတ်တွေဖြစ်လာမှာဖြစ်ပါတယ်နေရာလွတ်သွားမှာဖြစ်ပါတယ်ခင်ဗျာဘယ်လိုလုပ်ရမလဲဆိုတာကျွန်တော်လည်းလိုက်ပြီးတော့ကြည့်ကြည့်ပါဟုတ်ကဲ့ပထမဆုံးအနေနဲ့မိတ်ဆွေတို့ဖုန်းရဲ့ Chrome browser ကိုဝင်ရမှာဖြစ်ပါတယ် Chrome browser တွေကိုဝင်လိုက်ပါခင်ဗျာ Chrome browser တွေကိုရောက်ပြီဆိုလို့ရှိရင်ဒီအပေါ်မှာအဆက်30ရှိပါတယ်ဒီအဆက်30နေရာကိုဝင်လိုက်ပါခင်ဗျာဝင်ပြီးရင်တော့ကျွန်တော်တို့က setting တွေကိုဝင်ပေးရမှာဖြစ်ပါတယ် Chrome browser ရဲ့အဆက်30နေရာကိုဝင်မယ်ပြီးရင်setting တွေကိုဝင်လိုက်ပါခင်ဗျာ setting တွေကိုဝင်ပြီဆိုရင်ကျွန်တော်တို့ဒီနေရာမှာ site setting ဆိုတာကိုရှားမှာဖြစ်ပါတယ် site setting တွေကိုဝင်လိုက်ပါခင်ဗျာဒီနေရာကိုရောက်ပြီဆိုရင်တော့မိတ်ဆွေရဲ့ဖုန်းပို့ပြီးတော့ storage ပို့တိုးလာမယ်တကယ်လက်တွေ့အလုပ်ဖြစ်တဲ့ needs လေးတစ်ခုကိုဒါပြသမှာဖြစ်ပါတယ်အပေါ်ဆွဲတင်လိုက်ပါခင်ဗျာဒီနေရာမှာ data storage ဆိုတာရှိပါတယ်ဒီ data storage ထဲကိုဝင်လိုက်ပါခင်ဗျာ data store ထဲကိုဝင်လိုက်ပါ data store ထဲမှာဆိုလို့ရှိရင်ဒီမှာအမိုက်တွေပြည့်နေတာတွေ့ရမှာဖြစ်ပါတယ်ဒီနေရာမှာ cache တွေဒါတွေတွေ့ရမှာဖြစ်ပါဒါတွေကိုကျွန်တော်တို့ကဖြစ်ပြရမှာဖြစ်ပါတယ်ဒီပေါ်ဟာကိုဖြစ်မှဆိုရင်1430နဲ့ဝင်လိုက်ပါဟုတ်ကဲ့ဒီမှာ190 megabyte storage ဖြစ်နေပါတယ်ဒါကိုကျွန်တော်တို့ကဖြစ်လိုက်မှာဖြစ်ပါတယ်နောက်ပြီးတော့လည်းဒီမှာတစ်ခုချင်းလိုက်ဖြစ်လို့ရပါတယ်ခင်ဗျာဒီမှာ140 MB ရှိတဲ့ဟာကိုဖြစ်လိုက်မှာဖြစ်ပါတယ်ဒီနေရာအမိုက်ပုံးပုံစံလေးတွေကိုဝင်လိုက်ပါခင်ဗျာပြီးရင် delete site data ထဲမှာ delete ဆိုတဲ့နေရာလေးတွေကိုဝင်ပြီးတော့ဖြစ်ရမှာဖြစ်ပါတယ်ဟုတ်ကဲ့ဒါတွေကိုတစ်ခုချင်းဖြစ်သွားလို့ရတယ်လို့အောက်မှာ delete all data ဆိုတော့ဝင်ပြီးတော့လဲကျွန်တော်တို့ဖြစ်လိုက်လို့ရပါတယ်ဒါလေးကိုဖြစ်လိုက်မှာဖြစ်ပါတယ်ခင်ဗျာဒါဆိုရင်တော့ဒါဖုန်းရဲ့ storage ကနေရာလက်တွေပို့ပြီးတော့ရလာမှာဖြစ်ပါတယ်နောက်တစ်ခုဆက်ပြီးတော့ကြားသွားပါဦးမယ်ခင်ဗျာအဲ့ဒါလည်းပဲ Chrome browser ထဲကိုဝင်ပြီးတော့လုပ်ရမှာဖြစ်ပါတယ် Chrome browser ထဲကိုဝင်လိုက်ပါပြီးရင်ဒီအဆက်30နေရာထဲကိုဝင်လိုက်ပါခင်ဗျာဒီမှာ delete browsing data ဆိုတာရှိပါတယ်ဒီ delete browsing data တွေကိုဝင်ပြီးတော့ကျွန်တော်တို့ကို website တွေကိုဝင်ထားတဲ့ဟာတွေကိုကျွန်တော်တို့ရှင်းထုတ်အောင်ဖြစ်ပါတယ်ဒီနေရာမှာ delete all data ဆိုတာကိုလုပ်လိုက်ပါခင်ဗျာဟုတ်ကဲ့ဒါဆိုလို့ရှိရင်တော့ဒါဆိုရင်တော့မိတ်ဆွေရဲ့ဖုန်း storage ကရခင်ထက်ပို့ပြီးတော့ပေါ်ပါလာမှာဖြစ်ပါတယ်ပထမနည်းရလည်းပဲ Chrome browser တွေကနေသွားပြီးတော့လုပ်ရတာဖြစ်ပါတယ်ဒီဒုတိယနည်းရလည်းပဲ Chrome browser နေသွားပြီးတော့လုပ်ရမှာဖြစ်ပါတယ်မိတ်ဆွေတို့ Chrome browser နဲ့ရှာထားတဲ့ Chrome browser နဲ့ဝင်ထားတဲ့ site တွေဟာဒီမှာရှိပါတယ်ဒါတွေကိုကျွန်တော်တို့ဖြစ်လိုက်ခြင်းအပြင်ဖုန်းရဲ့ storage ကပို့ပြီးတော့နေရာလွတ်တွေရလာမှာဖြစ်ပါတယ်ဟုတ်ကဲ့ဒါတစ်ခုချင်းဖြစ်လိုက်ပါတစ်ခုချင်းဖြစ်လိုက်ပါဟုတ်ကဲ့ဒါတွေကိုဖြစ်လိုက်ပါခင်ဗျာဒါတွေရရှိတဲ့အတွက်ကြောင့်မိတ်ဆွေရဲ့ဖုန်းကပို့ပြီးတော့ storage နေရာတွေစားနေတာဖြစ်ပါတယ်ဒါတွေကိုတစ်ခုချင်းဖြစ်လိုက်ပါခင်ဗျာဒါမိတ်ဆွေတို့ဖုန်းထဲမှာ Chrome browser မှာဝင်ပြီးတော့ကိုယ်တိုင်စမ်းပြီးတော့
ဖြစ်ကြည့်ပါခင်ဗျာဟုတ်ကဲ့ဒါမျိုးဖြစ်လိုက်မယ်ဆိုရင်တော့ကျွန်တော်တို့ဖုန်းဟာရခင်တက်ပို့ပြီးတော့အလုပ်လုပ်တာပို့ပြီးတော့တက်လက်မြန်ဆန်လာသလို phone storage ကလည်းပို့ပြီးတော့တိုးလာမှာဖြစ်ပါတယ်ပထမ Nisnet ကိုဝင်ရောက်ကြည့်ရှုတဲ့မိတ်ဆွေများမကြည့်ရသေးဘူးဆိုရင်ဗီဒီယိုအစမှာပြန်ပြီးတော့ကြည့်လို့ရပါတယ်ခင်ဗျာ Chrome browser တွေကသွားလုပ်တဲ့ Nisnet နှစ်ခုဖြစ်ပါတယ်ဟုတ်ကဲ့ဒီနေ့ဖို့ဒီဗီဒီယိုလေးကိုမျှဝေတင်ပြလိုက်ရပါတယ်ခင်ဗျာဗီဒီယိုလေးကိုဝင်ရောက်ကြည့်ရှုတဲ့ပုဂ္ဂိုလ်တိုင်းကျမ်းမာချမ်းသာကြပါစေအားလုံးအဆင်ပြေကြပါစေခင်ဗျာ